ဗိုလ်ချုပ်ကြီးယာမာမိုတိုရဲ့စီမံကိန်းတွေကတစ်ခုဖြစ်တဲ့ဒီစန်တိုကူစစ်စင်ရေးပေါ့နော်အဲ့ဒီစန်တိုကူစစ်စင်ရေးကဘလို့စစ်စင်ရေးမျိုးလဲဆိုတော့ဒီအမေရိကန်နဲ့ဒီပနားမားတူးမြောင်းတိုက်ခိုက်မဲ့စစ်စင်ရေးဗျာရေငုပ်သမောတွေထဲမှာဒီလေရင်တွေကိုတည်သွားပြီးတော့ဒီကိုယ့်ရဲ့ပြစ်မှတ်နာရောက်ခံဒီမှလေရင်ကနေပြီးတော့ဒီရေငုပ်သမောဝင်ပိုက်တွေကနေထွက်ပြီးတော့ကိုယ့်ပြစ်မှတ်ကိုသွားပြီးတော့ဘုံသွားကျဲမဲ့စစ်စင်ရေးပေါ့နော်အဲ့ဒီစစ်စင်ရေးကိုဗိုလ်ချုပ်ကြီးယာမာမိုတိုကစန်တိုကူစစ်စင်ရေးဆိုပြီးတော့နာမည်ပေးခဲ့တယ်အဲ့လိုမျိုးနာမည်ပေးပြီးတော့အားလုံးပဲမင်္ဂလာပါခင်ဗျာTikTok မှာလည်းဗီဒီယိုတွေမတင်တာကြာလို့ကျွန်တော်စိတ်ကူးလေးလည်းပေါက်လို့ဗီဒီယိုလေးတစ်ပုဒ်တော့ကျွန်တော်ရိုက်လိုက်တယ်ပေါ့နော်ကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကဘာအကြောင်းအရာလဲဆိုတော့ဂျပန်ရေတပ်ရဲ့ဖခင်ကြီးယာမာမိုတိုဆိုအားလုံးပဲသိမယ်လို့ထင်တယ်ပေါ့နော်ဒီဗိုလ်ချုပ်ကြီးယာမာမိုတိုရဲ့စီမံကိန်းတွေကတစ်ခုဖြစ်တဲ့ဒီစန်တိုကူစစ်စင်ရေးပေါ့နော်အဲ့ဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိတော့လေကျွန်တော်ပြောပြချင်တယ်ပေါ့နော်အဲ့ဒီစန်တိုကူစစ်စင်ရေးကဘလို့စစ်စင်ရေးမျိုးလဲဆိုတော့ဒီအမေရိကန်နဲ့ဒီပနားမားတူးမြောင်းတိုက်ခိုက်မဲ့စစ်စင်ရေးဗျာဘလို့တိုက်ခိုက်မှာလဲဆိုတော့အဲ့ဒီခါကပေါ့နော်ဒီဂျပန်ရေတပ်ရဲ့တမိုင်းမှာဟိုစုံတီထွင်တယ်လို့ပဲပြောရမလားဒီရေငုပ်သမောတွေထဲမှာဒီလေရင်တွေကိုတည်သွားပြီးတော့ဒီကိုယ့်ရဲ့ပြစ်မှတ်နာရောက်ခံဒီမှလေရင်ကနေပြီးတော့ဒီရေငုပ်သမောဝင်ပိုက်တွေကနေထွက်ပြီးတော့ကိုယ့်ပြစ်မှတ်ကိုသွားပြီးတော့ဘုံသွားကျဲမဲ့စစ်စင်ရေးပေါ့နော်အဲ့ဒီစစ်စင်ရေးကိုဗိုလ်ချုပ်ကြီးယာမာမိုတိုကစန်တိုကူစစ်စင်ရေးဆိုပြီးတော့နာမည်ပေးခဲ့တယ်အဲ့လိုမျိုးနာမည်ပေးပြီးတော့ရေငုပ်သမောတွေကိုလည်းဒီ16တီးတော့သူတိဆောက်ဖို့အထိသူရည်ရွယ်ခဲ့တယ်ပေါ့နော်။ဒီရေငုပ်သမောရဲ့နာမည်က I400 ပေါ့နော်။အဲ့လိုမျိုးဗိုလ်ချုပ်ကြီးယာမာမိုတိုကအဲ့လိုမျိုး16စီးစောက်မယ်စောက်ပြီးတော့အမေရိကန်ရဲ့ဒီကုန်းမြေအထိကိုဒီရေငုပ်သမောတွေနဲ့သွားမယ်သွားပြီးတော့ဘုံကျဲမဲ့ဆိုပြီးသူ့ရဲ့စစ်စင်ရေးပေါ့။ကံမကောင်းစွာနဲ့ပဲဒီဗိုလ်ချုပ်ကြီးယာမာမိုတိုကဒီဆော်လမွန်ကျွန်းစုကိုအသွားပေါ့နော်ဆော်လမွန်ကျွန်းစုကိုအသွားမှာပဲဒီအမေရိကန်လေတပ်ရဲ့ဒီဂျာပြန်တက်ခိုက်ခြင်းကိုခံခဲ့ရပြီးတော့ဒေဆုံးခဲ့တယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့အဲ့ဒီရဲ့စီမံကိန်းကလည်းပြတ်လောက်နီးပါးဖြစ်သွားပြီးတော့သူတို့ဂျပန်နေရီမှန်းထားတဲ့အတိုင်း16စီးကိုမတီဆောက်နိုင်ပဲနဲ့3စီးသာတီဆောက်နိုင်ခဲ့တယ်ပေါ့နော်ဗိုလ်ချုပ်ကြီးယာမာမိုတိုတွေးထားတာပေါ့နော်ဒီရေငုပ်သမောထဲမှာဒီလင်းမြန်တွေကိုထည့်မယ်ထည့်ပြီးတော့အဲ့ရေငုပ်သမောကနေပြီးတော့ဒီပနားမားတူးမြောင်းနာရှိတဲ့ကမ်းခြေနာရှိကိုကံမှန်ကပ်ပြီးတော့ရေပေါ်ဘွားကနေပေါ်မယ်ပေါ်ပြီးတော့အဲ့ရေငုပ်သမောတွေကနေလင်းမြန်ထွက်ပြီးတော့အဲ့ပနားမားတူးမြောင်းကိုဘုံသွားကျဲပြီးတော့ဒီပစိဖိတ်စစ်မျက်နှာပြင်နဲ့အမေရိကန်ကုန်းမကြီးကိုဒီဆက်သွယ်ထားတဲ့ဒီပနားမားတူးမြောင်းကိုသူကအဲ့လိုမျိုးတိုက်ခိုက်ဖျက်ဆီးပြီးတော့အမေရိကန်တွေရဲ့ဒီဆက်သွယ်ရေးလမ်းကြောင်းတစ်ခုပြတ်တောက်အောင်လုပ်မယ်ဆိုပြီးတော့သူ့ရဲ့ရည်ရွယ်ချက်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီရည်ရွယ်ချက်ကမပြေမြောက်ခဲ့ပဲနဲ့ဂျပန်တွေကစစ်ရှုံးခဲ့တယ်ပေါ့နော်ဗိုလ်ချုပ်ကြီးယာမာမိုတိုအကြောင်းပြောမယ်ဆိုရင်ဒီပြောစရာတွေအများကြီးပဲပေါ့နော်ခေတုခါကတကယ်ကိုတော်တဲ့ဗိုလ်ချုပ်ကြီးတယောက်ပေါ့နော်ဒီဂျပန်ရဲ့ဒီရေတပ်ရဲ့သမိုင်းမှာလည်းပဲတကယ်အထင်ရှားဆုံးနဲ့ဒီရေတပ်ရဲ့ဖခင်ကြီးတယောက်လို့တောင်ပြောလို့ရတယ်ပေါ့နော်အရန်ကိုတော်ခဲ့တဲ့သူတယောက်ပေါ့နော်ခေပညာတတ်ထဲမှာလည်းသူကပါတယ်ပေါ့နော်အဲ့ဒီခါတော့ဒါပေမဲ့လည်းနောက်ဆုံးမှာတော့အမေရိကန်ရဲ့လောက်ကျန်တက်ပြတ်ခြင်းကိုခံခဲ့ရတယ်ပေါ့နော်အဲ့ဒီလိုမျိုးဂျပန်ရဲ့ရေတပ်သမိုင်းမှာရှိပြေးတဲ့ဤပညာတွေရှိခဲ့တယ်ဆိုတာလေးကိုကျွန်တော်ပြောပြခြင်းလို့ပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ